channel ပဲဖြစ်ပါတယ်အစကတော့ channel အသစ်တစ်ခုပြန်လုပ်ပြီးတော့မှဆက်ပြီးတော့မှပေါ့နော်ဒီခါရာအိုကေတချင်းတွေပေါ့ဇက်တိုက်လုတ်သွားဖို့အတွက်စီစဉ်ထားပေမဲ့လေဒီ channel မှာနောက်ဆုံးတစ်ပုတ်မှာပေါ့နော်နှုတ်ဆက်ပါတယ်နှုတ်ဆက်ထားတယ်ဒီ channel ပြီးသွားပြီဆိုတဲ့ကြောင့်နှုတ်ဆက်ထားတယ်ဒါပေမဲ့လေဆက်ပြီးတော့ပေါ့နော် subscriber တွေဒီတောက်လျှောက် subscribe လုပ်လာတယ်တကယ်တမ်းဆိုရင်တော့တချင်းတွေဆက်ပြီးတော့မှမတင်တော့ဘူးဆိုရင် subscribe လုပ်ထားရင်လေအစ်စ်တွေတော့ထပ်ပြီးမတွေ့နိုင်တော့ဘူးပေါ့နော်ဒါပေမဲ့လေသူတို့ဒီ subscribe လုပ်ထားတယ်ပေါ့နော်သူတို့လိုချင်တဲ့တချင်းကျမတို့လိုအပ်တဲ့တချင်းတွေကြည့်တဲ့အခါမျိုးမှာဆိုလို့ရှိရင်အဲ့လို subscribe လုပ်တော့ပေါ့နော်ဒီနောက်ဆုံးတစ်ပုတ်ကိုတော့မကြည့်ဖြစ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီမှာကျတော့နှုတ်ဆက်ထားတယ်ဆိုတော့ဒါဒီ channel ကပြန်ပြီးတော့မှအစ်စ်တွေလည်းမဝင်လာတော့ဘူးဆိုတော့ subscribe လုပ်ထားလဲအစ်စ်တွေမတွေ့နိုင်ဘူးပေါ့နော်ဒါပေမဲ့လေတောက်လျှောက်ပေါ့နော် subscriber ကကျမဒီလွန်ခဲ့တဲ့2လပေါ့နော်ဒီ channel ပြီးသွားတဲ့အချိန်မှာဒီ subscriber က200ပေါ့နော်200ယောက်လောက်ပဲရှိပါတယ်ဒါပေမဲ့အခုဆိုလို့ရှိရင်ဒါ600ကျော်တိဖြစ်လာတယ်ဆိုတော့ဒီ channel ဒီဖះအမှုတော်ထဲမှာဖះရှင်တကယ်ကိုအသုံးပြုတဲ့ channel ဖြစ်တယ်ဆိုတာကိုကျွန်မယုံကြည်ပါတယ်ပြီးတော့အားလုံးကလည်းဒီလိုခါရာအိုကေသချင်းတွေကိုလိုအပ်လာတယ်ဆိုတာကိုလည်းဒါကျွန်မခံစားမိတယ်ဒါကြောင့်မလို့ဖះရှင်ရဲ့အမှုတော်အတွက်အားလုံးလည်းလိုအပ်တဲ့ဒီခါရာအိုကေ channel ကိုကျွန်မရဲ့ဒီအသက်ရှင်သမျှကျွန်မအသက်ရှင်သမျှနောက်ဆုံးအချိန်အထိလှုပ်ဆောင်သွားမှာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ဒီ YouTube ဒီ channel မှာဒီ gospel ခါရာအိုကေနဲ့ပတ်သက်လို့ရှိရင်ကျမရဲ့ဒီဆုလီပန်ဆိုတဲ့ channel မှာအားလုံးပဲဝင်ရောက်ကြည့်ရှုပေးပါလို့အရောက်စီတန်းကိုဖိတ်ခေါ်ပါတယ်ကျမလည်းဒီ update သချင်းတိုင်းကိုဒီခါရာအိုကေလုပ်နိုင်အောင်ကျမစူးစမ်းသွားပါမယ်ဒီတောင်းဆိုထားတဲ့သချင်းတွေကိုလည်းကျမအတက်နိုင်ဆုံးပေါ့နော်အကုန်လုံးတင်ပေးသွားပါမယ်ကျမတို့အခက်ခဲရှိတယ်လုပ်ဖို့အခက်ခဲရှိတယ်ပေါ့နော်ဆိုလို့ရှိရင်တော့ကျမဒါမတင်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကျမအကောင်းဆုံးစူးစမ်းပြီးတော့သချင်းတွေကိုတင်သွားပါမယ်ဒါကြောင့်မလို့မိမိဒီခါရာအိုကေလိုချင်တဲ့သချင်းတွေရှိလို့ရှိရင်လည်းဒီ comment မှာတောင်းဆိုနိုင်ပါတယ်ကျမလည်းအခုဒီ channel ကတော့အခုနောက်ပိုင်းတင်သွားမယ့်သချင်းတွေကဒီတောက်လျှောက်တင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအေးအေးဆေးဆေးဖြည်းဖြည်းပဲပေါ့နော်ကျမအကုန်လုံးကိုupdate ဖြစ်အောင်တော့ကျမတင်သွားမယ်ကျမကိုယ်တိုင်နောက်ထပ်တီးဆိုချီးမွမ်းခြင်းတဲ့သချင်းတွေလည်းအများကြီးရှိပါသေးတယ်အဲကြောင့်မလို့ဒီ channel ကိုsubscribe အားလုံးပဲပေါ့နော် subscribe လုပ်ထားပေးပါဒါဆိုရင်တော့သချင်းတွေမြောက်များစွာကိုကျမတို့ဖះအတွက်ပေါ့နော်အကောင်းဆုံးချီးမွမ်းနိုင်မှာဖြစ်ပါတယ်အခြားညီကိုမောင်နှမပေါ့နော်ကျမတို့ဒီခရိယညီကိုမောင်နှမတွေအားလုံးကိုလည်းကျမတို့ဒီ channel ပေါ့နော် karaoke channel ရှိတယ်ဆိုတဲ့အရာကိုလည်းကျမမိတ်ဆက်ပေးစီချင်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့ဒီ karaoke တစ်ခုဒီရှိသွားပြီဆိုရင်အပြင်မှာပဲဖြစ်ဖြစ်ကျမတို့ဖះနဲ့နှစ်ဦးတဲ့အချိန်မှာပဲဖြစ်ဖြစ်ကျမတို့စောင်းပေါက်နဲ့ဒီမိုက်လေးနဲ့ရှိမယ်ဆိုလို့ရှိရင်ဒါအေးအေးဆေးဆေးလွတ်လွတ်လပ်လပ်ပေါ့ပါပါချီးမွမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးchannel ကိုကျမကဒီလွယ်ကူကူနဲ့ပေါ့နော်အတန်တွေလည်းလုံးဝမဆူအောင်တေးသေးချာချာဒီတချင်းကိုတခါတည်းချီးမွမ်းလို့ရအောင်ချိန်လည်းမကုန်စေရဘူးစာသားကိုလည်းအကုန်လုံးမှန်အောင်တေးသေးချာချာလေးကျမလှုပ်ဆောင်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့အရောက်စီတိုင်းကိုလည်းဆက်ပြီးတော့ဖိတ်ခေါ်ပါတယ်ပြီးတော့ဒီ channel ကိုဆက်လက်ပြီးတော့မှကျမတို့ဆက်လက်လှုပ်ဆောင်သွားနိုင်ဖို့အတွက်လည်းအရောက်စီတိုင်းဖះရှင်ထံမှာဆုတောင်းအနံ့ပေးဖို့လည်းအရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီ channel ကတော့ကျမအသက်ရှင်သမျှကာလပတ်လုံးမှာဖះရှင်အမှုတော်အတွက်လှုပ်ဆောင်သွားမယ်ဒါနှုတ်ကပတ်တော် channel ဖြစ်ပါတယ်အဓိကတော့တရားဟောတာမျိုးမဟုတ်ပါဘူးအဓိကကျမရဲ့ဘဝအသက်တာတစ်လျှောက်လုံးမှာဖះရှင်ထံမှာတိုးဝင်ခဲ့ပြီးတော့မှဘဝမှာပြောင်းလဲခဲ့တဲ့အရာတွေဖះရှင်ကကျမကိုရှင်းလင်းဆုံးနဲ့နားလွယ်ဆုံးပေါ့နော်သင်ပြပေးခဲ့တဲ့အရာတွေအဲ့ဒီအကြောင်းအရာတွေကျမနှုတ်ကပတ်တော်ထဲကနေပြီးတော့မှလည်းကျမနေ့စဉ်နဲ့များရရှိတဲ့အရာတွေကိုနေ့စဉ်နေ့တိုင်းပေါ့နော်ကျမဗီဒီယိုတင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာကိုသေချာနားထောင်ကြည့်မယ်ခံယူကြည့်မယ်ဆိုလို့ရှိရင်မိတ်ဆွေဘဝမှာမိတ်ဆွေဘယ်တော့မှမဖြေရှင်းနိုင်တော့ဘူးဆိုတဲ့အရာတွေဘယ်တော့မှလည်းငါဘဝကမတိုးတက်နိုင်တော့မအောင်မြင်နိုင်တော့ကြာရှုံးနေတဲ့အရာတွေအကုန်လုံးအဖြေရသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျမကဒါအာမခံလက်တွေ့ပြောပြရေးပါတယ်ဒါကြောင့်မလို့ဒီ channel ကိုအရောက်စီတိုင်း subscribe လုပ်ထားဖို့အတွက်လည်းအရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ဒီကျန်းစာ
အတန်ဖတ်ခြင်းနဲ့ဒီ cover song channel ကတော့ဗီဒီယိုကြံပါသေးတယ်ဆက်ပြီးတော့လည်းလှုပ်ဆောင်နေပါတယ်ဒီ channel နှစ်ခုပေါ့နော်အားလုံးဗီဒီယို100ပြည့်သွားပြီဆိုလို့ရှိရင်တော့ဒီ karaoke channel နဲ့ဒီနှုတ်ကပတ်တော်ဝင်ငါချင်း channel ကိုတော့ကျမအသက်ရှင်သမျှကာလပတ်လုံးဖခင်ရဲ့အမှုတော်အတွက်အကောင်းဆုံးကျမပါဝင်ကြိုးစားလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလည်းအရောက်စီတိုင်းကိုကျမကဒါသက်သေခံဝင်ငါချင်းဖြစ်ပါတယ်အရောက်စီတိုင်းပေါ်ဖခင်ရှင်သာ၍ကောင်းချီးပေးပါစေမိတ်ဆွေတို့ရဲ့ဘဝမှာလည်းမိတ်ဆွေတို့တက်နိုင်တဲ့အားမိတ်ဆွေတို့ဖခင်ရှင်ပေးထားတဲ့အစွမ်းတတ္တိတွေနဲ့ဖခင်ရဲ့အမှုတော်ထဲမှာကျမတို့တစ်ခုခုတော့ပါဝင်ဆက်ကပ်ဖို့အတွက်ဖခင်လည်းအလိုတော်ရှိတယ်အဲဒါကြောင့်သင်လည်းအကောင်းဆုံးပါဝင်ဆက်ကပ်နိုင်ပါစေလို့ကျမကအရောက်စီတောင်ဆုတောင်းပေးပါတယ်ဒီ channel တွေအားလုံးအတွက်လည်းချစ်တော်ညီကိုမောင်နှမများအားလုံးလည်းဆုတောင်းအနံပေးဖို့လည်းအရောက်စီတန်းကိုဖိတ်ခေါ်ပါတယ်ဆက်ပြီးတော့မှကျမတို့ဒီနှုတ်ကပတ်တော် channel မှာဆက်ပြီးတော့မှလည်းတွေ့ဆုံကြဖို့ရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်အားလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေအာမင်လူမဖြစ်ခင်မီ one day ကိုလိုရှိဟာရွှေချေမှုရှိပြီးသားဒါရီကိုလုံးပြရတဲ့ဖြစ်ဖို့သင်ကိုဖန်ဆင်းထားကြည်စွာသောအမှုများတွေရွှေချေထားတာတယောက်ထဲနာချီဝမ်းနေနေစမသင်ရဲ့နာသူရှိတယ်ရင်ဆိုင်ကြုံတွေ့ရဒုက္ခပြဿနာကိုလုံးစုံသူနာလေကစိတ်ကူညီပေးနေကူညီကဖေးကူလက်ထောက်စနာမဆင်ရှိသူဘလို့ပဲအငြိချေခွေဝန်းနေမြေရီစီချပ်စေသူလည်းနာမြေနေတဲ့ပေးလေသူတယောက်ထဲနာချေဝန်းနေနေစမသေရဲ့နာရင်ဆိုင်ကြုံတွေ့ရဒုက္ခပြဿနာကုန်လုံးစုံသူနာလေကစိတ်ကူညီပေးနေကူညီကဖေးကူလက်တွေ့လက်ပြပို့ဆောင်ပေးလေသူဘဝရှင်သခင်လမ်းပြခဲ့တဲ့ထောက်စနာမဆင်ရှိသူဘလို့ပဲထောက်စနာမဆင်ရှိသူဘလို့ပဲအငြိချေခွေဝန်းနေမြေရီစီချမ်းစေသူလည်းနာမြေနေတဲ့ပေးလေသူကူညီက